တာလီစော့ပါ တာလီစောပါ အမန်တရာဖွေရှာအာရကမီဒီယာကကရိုဆိုလိုက်ပါတယ်အင်းနီကအာရကမီဒီယာပရိုက်တက်တီကိုမရိုးနိုင်မဆတ်နိုင်ဖက်ဒီအာရကဒေတာရခိုင်လူငယ်မောင်မယ်များရဲ့နိုင်ငံတကာရောက်ရှိနေတဲ့ပရိသတ်အသောင်းတီကိုကျွန်တော်အာရကနိုင်ငံသားရခိုင်မျိုးနေစုခမင်းရီကျော်တန်းကတင်ဆက်လာဖို့ဖြစ်ပါတယ်အင်းနီကအာရကမီဒီယာကနေအာရကနိုင်ငံသားလူငယ်အသီးသီးရဲ့ဖွင့်စစ်ထူထောင်ထားတဲ့ပြေပါတော့ပရိသတ်အသောင်းကိုဖိတ်ခေါ်ထားတဲ့လူတီကတော့ခါမောင်စောနိုင်စေလုံးမအောင်ရခိုင်လူငယ်ပရိသတ်အသောင်းနဲ့မောင်ထွန်းကြည်အာရခအလောင်းပရိသတ်အသောင်းလူငယ်တို့ကိုဖိတ်ခေါ်ထားပါတယ်မောင်စောနိုင်နဲ့မောင်ထွန်းကမောင်ထွန်းကြည်တာလီစောပါ တာလီစောပါ ဟုတ်ပါတယ်ဆလာဘီကကျွန်တော်တို့အမန်တရာပွေရှာအာရခမီဒီယာကအင်းနီကဖိတ်ခေါ်ထားတယ်မောင်စောနိုင်စေလုံးမအောင်ရခိုင်လူငယ်ပရိသတ်အသောင်းကိုအရောက်ဆုံးကျွန်တော်အလေးပေးဖိတ်ပါတယ်ဆရာအနေနဲ့ဆရာတို့အသောင်းဇာနီခါကနေဖွင့်စီပြီးကဇာနိုင်ငံမှာတည်ရှိနေဆိုဆိုကိုမိုက်စားပြီးပါ ဟုတ်ပါရတာလီစောပါကျွန်တော်ကဆိုလို့ရှိရင်စီလုံးမအောင်ရခိုင်လူငယ်များပရိုက်တာတန်ကစောနိုင်ဖိုက်ပါတယ်ကျွန်တော်တို့အတန်ကဆိုလို့ရှိက2024စေတလာဘက်ကနေပြီးကျွန်တော်တို့ကဒီမလေးရှားနဲ့ထိုင်းနဲ့ပို့ပြီးစာပြီးဖွေးစောဖိုက်ပါဆရာအေးတန်ဟောဆိုလဲ ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်အခုပိုင်ပሬမှာနေပြီးတော့ကမလေးရှားတို့ထိုင်းတို့နဲ့စူးစီးပြီးကအကိုတို့စူးစီးမှုရခိုင်လူငယ်ပရိသတ်အသောင်းဆိုဆိုကိုဖွင့်စစ်ခပါတယ်ဆိုဆိုကိုဖေကပြီးလို့အထုဝမ်မရာကိုယူပါတယ်ဆလာပြီးကဆရာတို့အသောင်းအနေနဲ့အခုဖွင့်စစ်ရခါကပါအခုလက်ရှိအရှင်တိဇာဟန်တီကိုလောက်ဆောင်နေပါလေဆိုဆိုကိုဖေကပြီးပါ ဟုတ်ပါရဆရာကျွန်တော်တို့တန်ခါဖွေးစစ်ခါကဆိုလို့ရှိကဒီမလေးရှားနဲ့ထိုင်းမှာပဲစာလုပ်ဖွေးစစ်ကြဖွေးစစ်ခါဆိုလို့ရှိကကျွန်တော်တို့လူပေါင်းခဏရောက်တဲ့စာပြေဖွေးစစ်ကြဒီကကျွန်တော်တို့အခုအချိန်ဆိုလို့ရှိကကျွန်တော်မလေးရှားထိုင်းစင်ကာပူအိုမန်တော်ငါနိုင်ငံမှာကျွန်တော်ဖွေးစစ်ထားဖိုက်ပါရဆရာနောက်ပြီးလို့ရှိကငါနိုင်ငံမှာဆိုရင်ကျွန်တော်တို့ဖွေးစစ်ပြီးကပရဘာအလုံငွေနဲ့အသားဒီဘကစူပေါ်ပြီးလူလိုက်ကြဆိုလို့ရှိကကျွန်တော်တို့အနိုင်ကနေပြီးက2024စေတလာဘက်ကနေပြီးက2025စေတလာဘက်ကျဆိုလို့ရှိကကျွန်တော်တို့ရခိုင်တွေကိုသိန်း1000ကျော်လောက်ထိရှာပြလိုက်နိုင်ပါတယ်နောက်ပြီးလို့ရှိကကျွန်တော်တို့မလေးရှားနဲ့ထိုင်းမှာလည်းအာရခမိဖပရိတူတီထေကနေပြီးသားမကျရဲမမာရေးစင်ကန်တရားရဲ့လူတီကိုလည်းကျွန်တော်တို့ခဏရောက်တီကူညီပေးထားပါတယ်ဆရာဟုတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အခုပိုင်ဖေကပရီရတဲ့ဝမ်ရောင်းကိုယူမိပါတယ်အခုပိုင်ပေပါမှာအာရခဒေတာအတီးတီကလူငယ်မောင်မေတီစုပေါင်းပြီးကမိမိရဲ့ချွေးနှင်းစာနဲ့ရထားရီငွေကရီတီကိုပရီတော့ထဲမှာအခက်ခဲဖက်နေတယ်လူတီကိုကူညီရတဲ့မိဖပေသူတီကိုကူညီရတဲ့နဲ့ဇာပိုင်ခံစားရပါလေတစ်ချက်တော့မျှဝေပြီးပါ ဟုတ်ပါဆရာဒါပဲပြပါဦးလေတဖာကကြားလို့ရှိကလည်းအမျိုးကြီးဝန်းနေပါတယ်တဖာကကြားလို့ရှိကလည်းအမျိုးကြီးဝန်းတာပါတယ်ဇာပိုင်လေးဆိုလို့ရှိကကိုရခိုင်ပြည်ထင်းမှာများရီကြားနေခဲ့တဲ့ကွီကိုတိုင်တီကိုကရနေရတဲ့အချိန်မှာအမျိုးကြီးတို့ဝန်းနေမိပါတယ်ရေကလေးကျွန်တော်တို့နိုင်ငံအသီးသီးကိုရရှိနေတဲ့ရခိုင်တို့ရခိုင်သားတီကတဲကောကောနဲ့ကိုရခိုင်တို့ရခိုင်သားတီကိုဒီပဲကူညီခွန်ရတဲ့အတွက်နဲ့အမျိုးကြီးပီတီလေးဖိုက်ရပါဆရာအခုဆိုလို့ရှိကလည်းမိုးတော့ကန်ဒါတီဖိုက်ဖို့ရဖိုက်တဲ့အတွက်နဲ့ကျွန်တော်ဒီလေတဲနေဆုံးကိုလည်းသာလုံးစုံပြီးနေခဲ့ပါတယ်နောက်ပြီးလို့ရှိကပြေပါရောက်နေရခိုင်တို့ခိုင်တတိညီကိုမနမတိဘကလည်းသာနေပြီးကကျွန်တော်ဒီပါဝင်ကိုကြီးလူတက်ထားတဲ့ငွေကြီးနဲ့ reset ပြီးကလေးကျွန်တော်တို့လူတက်လောက်ဖို့ရှိပါဆရာလူတက်ရဆိုတဲ့ကကြားလို့ရှိခဲ့ကျွန်တော်တို့ကိုလူမျိုးတီကိုအမျိုး offer issue ပြရရဲဆော်ဝဲပြရရဲဖိုက်တဲ့အတွက်နဲ့ကျွန်တော်တို့အမျိုးကြီးဒီ prime ပါဆရာဟုတ်ပါတယ်အခုပိုင်ပရိသတ်အလုပ်မွမ်ရတဲ့ပရိသတ်အလုပ်ကိုတာညီလာညီနဲ့ပြပမှာစိတ်ဆန္ဒစေရနာဖူဖူရှန်ဆောင်နဲ့နေပြတော့ကေကိုညီပြည့်ရဲဆိုကိုအာရခမီဒီယာနဲ့သိရှိရတော့အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အခုဆလာပြီးကကျွန်တော်တို့အလေးပြချောင်စကားတော့ခမော်ထွန်းကြည်အာရခအလောင်းပရိသတ်အတောင်ထွက်ပါတယ်မော်ထွန်းကြည်တာလီစောပါ တာလီစောပါ ဟုတ်ပါတယ်ဆရာမောင်ထွန်းကြီးကိုအခုပဲတွေ့ရဆိုဝမ်းမြောက်ပါတယ်ဆရာတို့အနေနဲ့ဆရာတို့အာရခအလောင်းပရိဟိတအတောင်ရဇာနခုနိုင်ငံနေဖွင့်စစ်ထားလေဇာပုံစံမျိုးဖွင့်စစ်ခဲ့တယ်လေဆိုကိုတစ်ချက်တော့မျှဝေပြီးပါ နော်အာခါလောပရာဟိတာတော့သုံးစီတန်နဲ့သုံးလပိုင်း
2024ခုနှစ်တွင်တည်ထောင်ခဲ့ပါလေနော်အဓိကကိစ္စကတော့ဒီအခါပရိထုံးစိုက်ဘေးဒုက္ခတွေမြတ်ဒီကိုတဖာတလန်ကဝင်ရင်ထောက်ပံ့နိုင်ဖို့နော်ဒီဒုက္ခရောက်နေတဲ့ညီရှင်ညီမရှိဟုတ်ကိုကျမ်းမာရေးပညာရေးဘေးဒုက္ခအသာဖြစ်တဲ့ဒုက္ခနော်အရာတာကအတဲနိုင်ဆုံးဝင်ရင်နိုင်တော့ကုကုစားစားနော်လို့ဆိုဒီကပါ ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်အခုပိုင်ပရိသတ်အတောင်ကိုနေပြီးတော့ဖွင့်စီပြီးကိုဇာဇာနဲ့လောက်ဆောင်နေတဲ့ဆိုကိုတီရှီရလို့အထုဝမ်ရောက်ဝင်ယူပါတယ်ဆလာပြီးဆရာတို့အနေနဲ့ရေပရိသတ်အတောင်ကိုဇာပုံစံမျိုးရေချာနဲ့နေပြီးတော့ဇာပိုင်ကူညီခဲ့ပြေတော့မှဇာပိုင်ကူညီနေပါလေဆိုကိုတစ်ချက်တော့မျှဝေပြီးပါ ဟုတ်ပါတယ်နော်နေဝေတကဒီပြေတော့မှာဒုက္ခရောက်နေတဲ့မိဖပရိသုတိအခါခေချာနေတဲ့ကျမ်းမာရေးပညာရေးဒီအရိဘရဝကအခါခေသွင်းခိုင်းနေဝေဒနာတိကိုနော်အနေနော်အတဲနဲ့ဆုံးဝင်ရင်ထောက်ပံ့ပြီးခါပါတယ်ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ပြေတော့မှနေပြီးတော့ကျွန်တော်တို့အရိဘရကတိဖိုက်ဒီစောက်ဝယ်နေတဲ့အဆမပြေဘုံတန်ရီတန်ကောင်းအလောက်အကဲမရှိရပ်ပိုင်အခါခေဖိုက်နေဆိုကိုပြေပတ်မှာအတောင်အဖွေးရှိတိဖွေးစီပြီးအခုပိုင်ကူညီပန်းဖို့ရေးဆိုကိုသိရှိရတဲ့အတွက်အထုဝမ်လောက်ကိုယူမိပါပဲဆလာပြီးဆရာတို့အနေနဲ့လူငယ်တိအနေနဲ့ကျွန်တော်တို့အရခပရီသူတို့အပေါ်မှာမိမိရဲ့ချွေနေစာနဲ့ရရှိထားတဲ့ငွေကရိတချို့ကိုပြေတော့မှရှိတယ်မိဖညီကိုမောင်မတိကိုအခုပိုင်လှူတန်းခေါအော့ဖလောက်ဇာလောက်ထိဝမ်တာဂုံယူပြီးပီတီဖဲရလေးဆိုတခြားတော့မျှဝေပြီးပါဟုတ်ပါတယ်နော်ဒီမိဖပရိသုတိကိုလူတန်းရရဲ့အကျိုးတော့နော်အတိုင်းမစားအတိုင်းစားမရအောင်ချီဝတ်တာပီတီဖရပါရဲ့ဒီကျဲမာရီလူမျိုးဒီဟိုနော်ထောက်ပံ့ပေးနေရမှာမပရိစုံကလေးတော့တချို့တော့ကိုလုံလောက်စွာနော်ဦးညီပြနိုင်ရတော့နော်အလွန်တရာလေးပီတီဖရပါရဲ့ဒီသားမကလေးတော့နေပြီးနော်ဆာလာပြီးလောက်ဆောင်ဟိုလိုလေးလူတိုက်ပြီးလာပါဟိုလိုလေးပရောဂရမ်ပါဟုတ်ပါတယ်ကျေးဇူးအများကြီးတောင်းပါတယ်ဒီကကျွန်တော်တို့နောက်တစ်ခေါက်ဆရာစောနိုင်ကိုအလှည့်ပြပါမယ်တာလီဇောပါမောင်စောနိုင်တာလီဇောပါဆိုဟုတ်ပါတယ်ဒီကဆရာတို့အနေနဲ့ခရစ်စာဘီကဒီအတောင်အဖွေးစီတီကိုဇာပုံစံမျိုးတိုးတောက်အောင်လုပ်ဖို့လေးဆိုကိုတစ်ချက်လောက်နောက်ဆုံးအနေနဲ့တစ်ချက်လောက်ဖိတ်ကပ်ပြီးစီချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကကြားလို့ရှိကြတယ်ဒီပုံမှန်အလုံးသမားတယောက်အနေနဲ့ဘယ်လုံးနေရဆိုဖိုက်တဲ့အတွင်းနဲ့အခက်အခဲတွေအများကြီးရှိပါတယ်အခက်အခဲတွေအများကြီးရှိတဲ့ကကျွန်တော်တို့ Ether Free Sale လို့လုံးနိုင်အောင်လေကျွန်တော်တို့ပူဇော်လာပါပေါ့အခုကကြားလို့ရှိကြတယ်မိုးသွန်းကာလာဖိုက်တဲ့အတွင်းနဲ့နေပြီးကကျွန်တော်တို့ဒီမှာအမျိုးပြီးလွယ်ချက်တိရှိရဲ့လွယ်ချက်တိရှိရဲ့အတွက်နဲ့ကျွန်တော်တို့ပိုတိုင်လေးသားအော်ပုံခွဲဆိုင်နဲ့ကျွန်တော်တို့ဒီလေးလုတ်ပြီးနေတခါတော့ညီကိုမနမတိကိုလေဝိုင်းနေဖို့ကိုကျွန်တော်တို့အမေရိကန်တိုက်တန်လို့ရှိပါတယ်ရခိုင်ပြည်မှာနေပြီးကအခက်ခဲတီကိုကုတင်းနေတမျှကျွန်တော်တို့ကနေပြီးကအတန်းနိုင်ဆုံးကိုလုတ်ပြီးလို့ရှိပါဆရာနောက်ပြီးရှိကြအခုကျုံတန်ကလွယ်ပြီးရကျုံဖော်ဖို့ရဖိုက်တဲ့နဲ့အရှိတီအတွက်ကျွန်တော်တို့ပညာရေးလန်ဂရိုရှိတီကိုလေသားကိုရိုတက်တဲ့တလောက်ကိုဖောက်ယူလို့ရှိပါတယ်ဆရာဟုတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အခုပိုင်ဖီစာပြီးကပညာရေးစီးပွားရေးလူမှုရေးကစားရခိုင်ပြည်မှာအခက်အခဲရှိနေဆိုဒီကိုအတက်နဲ့ဆုံးကိုညီလောက်ဖို့လို့ဖိကပ်ပြရတဲ့အထူးဝမ်းမြောက်ကိုယူပြီးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဂရဝပါဒီကဆလာဘီဒုတိယနောက်ဆုံးအနေနဲ့မောက်ထွန်းကြီးကိုအရခအလောင်းပရိသတ်အတောင်မောက်ထွန်းကြီးကိုကျွန်တော်အလှည့်ပြချင်ပါတယ်ဒါလီဇောပါမောက်ထွန်းကြီးဒါလီဇောပါဟုတ်ပါတယ်ဆရာအနေနဲ့ဒီအတောင်ကိုခရစ်စာဘီကရခိုင်ပြည်အကျိုးပြုလုပ်ငန်းအတွက်ဇာပုံစံမျိုးလောက်ဆောင်ဖို့လေးဆိုကိုတစ်ချက်လောက်မျှဝေပြပါနော်ခါကွေအကျိုးပြုလုပ်ငန်းကနေပြီးသားကနော်ဒီစိုက်ပွေးကန်တာပွေးဆုံးလောက်တီနော်နေနော်မိဖပရိတူတီကိုဇာဇာနော်ဗန်ပူပီလာဖို့ဆောင်းလာပီလာဖို့ဆိုပြီးနော်ကိုဇာလို့ရှိပါတယ်
ဦးရှိဒီလေးက ဟုတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီအရခအလွန်လူငယ်အရခအလွန်ပရိဟိတအတောအနေနဲ့စိတ်ပွေးဘရီအောင်ထိအရခနိုင်ငံတော်တိုက်ရောက်အောင်ထိကိုစောစောနဲ့ကိုကြီးဆောင်ရလာဖို့ဆိုဆိုကိုသိရှိရလို့အထူးဝန်တာကိုယူနေပါတယ်အားလုံးတာလီဇောနဲ့ကြတော့ပါဟုတ်ပါတယ်အမန်တရာပွေရှာအရခမီဒီယာကအင်းခါပေပါအတိတိမှာရောက်ရှိနေတယ်ရခိုင်လူငယ်မောင်မယ်မြော့ပရိဟိတအတောတီကိုအခုပိုင်မိမိရဲ့လောက်ဆောင်ချက်ရီချက်တီကိုအင်တာဗျူးခွန်ရတယ်တဲ့အထူးဝမ်ဘရော့ဇော်ပေါင်းဂုဏ်ယူမိပါတယ်ဆလာဘီကအရခဒေတာကပေပါမှာရောက်ရှိနေတယ်ရခိုင်လူငယ်မောင်မယ်မြော့တခါအသောအဖွေအစီတီလေကျွန်တော်တို့အရခမီဒီယာကိုစတွေ့ပြီးကေမိမိရဲ့ရီချာနာရီမဲချာလောက်ဆောင်ချတီကိုလာရောက်စတွေ့ပြီးကေအင်တာဗျူးနိုင်ပါကောင်းပရိုဂရမ်ယောင်ဒီကနေ့အရခမီဒီယာရခိုင်လူငယ်မောင်မယ်မြော့ပရိဟိတအသောတင်ဆက်မှုအစီအစဉ်ကိုအင်းနေရာမှာရောက်သိမ်းလိုက်ရပါတယ်အားလုံးတာလီဇောနဲ့ကြရပါပါ ပါပါ